အားလုံးပဲမင်္ဂလာပါရှင်ကဲလိုင်းပေါ်မှာတင်ပေးခဲ့တယ်နော်ဗုဒ္ဓဟူးမကျော်အခွေလေးလုံးအခွေဒါပရိနတ်ခတ်မှု3.3နဲ့50နဲ့3ရက်နတ်ခတ်5ပရိလို့ဖြစ်ခဲ့လို့ပရိနတ်ခတ်မှုလို့တင်ပေးခဲ့တာ85ဗုဒ္ဓဟူးနေ့မတိုင်ခင်လေးပဲတနင်္လာနေ့မှာပဲသူကဒီ85လို့ထွက်သွားခဲ့တယ်တနင်္လာနေ့မှာပဲ85လို့ထွက်သွားခဲ့တယ်နော်ဒါပရိရဲ့နတ်ခတ်မှုကိုဟူးမကျော်လို့ပေးခဲ့တဲ့3553ညအခွေအဲ့တော့အောင်မြင်သွားခဲ့ပါပြီမနေ့ကလည်းပဲလေးထိန်နဲ့တက်နောက်ပိတ်ကိုဒဲကနန်းမနေ့ကလည်းပေးခဲ့လို့မန်ပါတွေအကုန်လုံးအောင်ကုန်ညပြီဆိုတော့မိုးပြောသလိုပဲနော်တစ်နှစ်စာမန်ပါသမားတွေ2026အတွက်ဝင်ထားတဲ့မန်ပါသမားတွေနောင်တမရစီရပါဘူးလို့အဲ့ဒီ2026အတွက်လွှဲတဲ့ငွေပမာဏထက်မကဘူးပြန်ရပါတယ်အဲ့တော့ဝမ်းသာပါတယ်ရှင်အောင်မြင်သွားပြီ2ရက်စလုံးမှာ2ကွက်ထွက်သွားခဲ့ပါတယ်ဒါလည်းမှန်ပါလေသိမှာပါအောင်မြင်တယ်ဆိုတဲ့အကြောင်းကိုအဲ့တော့ဗုဒ္ဓဟူးမကျော်လို့ပေးထားတဲ့အထဲမှာ2ရက်အောင်သွားပြီဆိုတော့မိုးဘက်ကတော့တာဝန်ကြီးသွားပြီဒါကတော့တွက်နီးဆိုင်ကလေးသူ့ရဲ့တွက်နီးဆိုင်ဆိုတာတဲ့ကြလာတဲ့တရံလိုင်းပေါ့နော်ပုံစံတရံတူတာကိုတူတဲ့ line လေးကိုပြပေးမှာအဲ့တော့ဒါကတော့နှစ်ပင် site ကလေးပေါ့ तू ကဘလို့တွေသွားတူနေလဲဆိုတော့ဒီမှာ934လို့အထောင်ကိုယူလိုက်တာ934လို့ဒီမှာတူသလို934လို့ဒီမှာလာတူတယ်အဲ့လို934လို့တူတာပြန်ကြကနန်းကိုပြမလို့နော်ဒီကနန်းကြီးကပြန်ကြကနန်းကြီးမနေ့ကမှထွက်ထားတာဆိုပြီးတော့မထိုးဘဲနေမှာဆိုလို့934ကို934လို့သွားတူပြီအဲ့တော့934လို့တူယုံနေမဟုတ်သေးဘူးเนาะဒီမှာ95လို့တူတယ်ဒီ9ခွန်လို့တူတယ်ဒီ95ကိုဒီ95လို့တူတယ်ဒီ9ခွန်ကိုလည်း9ခွန်လို့တူတယ်နောက်တစ်ခုကဒီအလဲ934ရဲ့3အလဲတိုင်းเนาะဒီ35ကိုလည်းဒီမှာလဲ35လို့သွားတူတယ်နောက်တစ်ခါသူ့အောက်က4ကိုလဲဒီ4ခွန်ကိုလဲဒီမှာ4ခွန်လို့သွားတူတယ်ဟုတ်တယ်မလားဒါတရံလိုင်းကိုပြပေးနေတာသူ့ရဲ့ပုံစံတရံဒီ84ကိုဒီ84ကလည်းပဲဒီမှာ84လို့သွားတူတယ်တူတဲ့ကဏ္ဍတွေကိုပြတာနော်ဘလို့ကဏ္ဍကြတတ်လဲလို့ဆိုတာကိုပြပေးတာအဲ့တော့ तू ကအဲ့လိုတူတဲ့အချိန်မှာ तू ကကဏ္ဍတွေအဲ့လိုတွေသွားတူတယ်နောက်တစ်ခုကतू ကဒီမှာညီအကို65လို့ညီအကိုဒီမှာ94လို့ညီအကိုလာဖြစ်ထားတယ်နောက်တစ်ခါဒီ1ခွန်ရဲ့အထက်မှာ85လို့ထွက်ထားလို့ဒီ9ခွန်ရဲ့အထက်မှာလဲ85လို့ထွက်ထားတယ်အဲ့တော့အဲ့လိုတွေတူထားပြီဆိုတော့ तू ကဘာကဏ္ဍလာကြတတ်လဲဆိုတော့တစ်ခုကဘယ်လိုလဲဆိုတော့မနေ့ကပြောခဲ့တယ်နော်ဒီလိုနှစ်ဖြစ်ရှင်နှစ်ဒီလို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 နှစ်ဖြစ်မယ်ဆိုလို့ရှိရင် तू ကတစ်ထိန်နဲ့အဲ့တော့တစ်ထိန်နဲ့အဲ့ဒီမှာဘာဖြစ်ထားလဲဆိုတော့အဲ့လိုလေတူတဲ့အချိန်မှာအားလုံးတူတဲ့အချိန်မှာဒီ9ခွန်ကဒီမှာခွန်9လို့လာကြထားတယ်အဲ့တော့ဒီမှာတစ်ထိန်နဲ့ဒီတစ်ခွန်ဆိုတဲ့ကဏ္ဍဒီတစ်ခွန်ဆိုတဲ့ကဏ္ဍထိုးသိနေနော်အိုက်ခွန်လုံးပိုင်ရလည်းပဲမပယ်နဲ့ဆိုတဲ့အကြောင်းကိုပြောပြတာဒီ9နဲ့ဒီနှလုံးဒီလိုဆိုတော့9ဒီ9ရဲ့ပေါင်းတော့9လုံးပိုင်းဒီ3ရဲ့ဒီ2ရဲ့ပေါင်းတော့9လုံးပိုင်းဒီ4ရဲ့ဒီ9ရဲ့ပေါင်းတော့3လုံးပိုင်းဒီခွန်ရဲ့ဒီ4ရဲ့ပေါင်းတော့1လုံးပိုင်းဒီ9နဲ့ဒီ2နဲ့ပေါင်းတော့ခွန်လုံးပိုင်းအဲ့တော့ဒီမှာလည်းပဲသူကနှစ်ဖြစ်ရှင်ဆက်ပေးမယ်ဆိုရင်ဒီလိုနှစ်ဒီလိုနှစ်ဒီလိုနှစ်ဒီ9နဲ့3နဲ့2 8နဲ့4နဲ့2သူ့ကိုနှစ်ဖြစ်အောင်ဆိုတစ်ထိတ်နဲ့အဲ့တော့ခွန်လုံးပိုင်းနဲ့တစ်ခွန်လို့တစ်ပေါက်တယ်ဒါဒီ site ကိုပြောတာနော်အဲ့တော့တစ်ခွန်လို့ကြားတဲ့ site နောက်တစ်ခုကသူကဘယ်လိုတုံးဆိုတော့934လို့ထောင်တဲ့အပြင်မှာဒီလို3လုံးပေါင်းခွန်လို့ဖြစ်ထားတယ်အဲ့ဒီခွန်လို့ဖြစ်တဲ့အချိန်မှာဒီ3လုံးပေါင်းခွန်လို့လာဖြစ်တယ်အဲ့တော့မတိမှာဆိုလို့ဒီလိုလေးဆွဲပြလိုက်မယ်ဒီ3လုံးပေါင်းခွန်လို့လာဖြစ်တယ်အဲ့လိုခွန်လို့ဖြစ်တဲ့အချိန်မှာဒီ3လုံးပေါင်းကိုလည်းခွန်လို့လာဖြစ်တယ်နောက်တစ်ခါဒီမှာ934လို့ထောင်လိုက်တယ်934
3 4လို့ထောင်ရင်ဒီလိုခွန်ဖြစ်အောင်ဆိုလို့ရှိရင် तू က3ညနောက်ပိတ်ဒီမှာ3ညတစ်လုံးနောက်ပိတ်3ညနောက်ပိတ်နော်အဲ့တော့3ညနောက်ပိတ်အဲ့ဒါ3ညနောက်ပိတ်အဲ့ဒီလို3ညနောက်ပိတ်တာနဲ့ तू ကဒီလို3လုံးခွန်လို့ဖြစ်တဲ့အချိန်မှာဒီလို3လုံးလဲခွန်လို့ဖြစ်ပေးရမယ်ဆိုတော့လည်းပဲ तू ကလည်းသွားပြီးတော့ကြိုက်ပြန်တာပဲအမှန်နော်ဒီလို3လုံးခွန်လို့ဖြစ်မယ်ဆိုလို့ရှင်လည်းပဲ तू ကဒီမှာခွန်လို့တစ်ခါဖြစ်ပြန်တာပဲနောက်တစ်ခုက तू ကဒီမှာ9 3 4လို့2လို့ဖြစ်တဲ့အချိန်မှာ तू ကဒီအလဲနှလုံး9နဲ့ဒီခွန်နဲ့ကို2လို့လာဖြစ်တယ်အဲ့တော့ तू ကလည်းပဲဒီလို9 3 4လို့ဖြစ်တဲ့အချိန်မှာဒီလို2ဖြစ်အောင်ဆိုလို့ရှိရင်ဒီအလဲနှလုံး4နဲ့ तू က2ဖြစ်အောင်ဆိုလို့ရှိရင်ဘာထည့်ရမလို့ဒီမှာ8တလုံးထည့်ရမှာပေါ့နော်8တလုံးထည့်ရမယ်ရေးရပြောင်းပြန်ဖြစ်နေရရေးရတာကဏ္ဍပြရတာအဲ့တော့8တလုံးထည့်ရမယ်အဲ့တော့80ဆိုတဲ့ကဏ္ဍအဲ့တော့ तू ကဘာကိုသွားပြီးတော့ဖြစ်နေတာလဲဆိုတော့ဒါကတော့80ဆိုတဲ့ကဏ္ဍတဲဆိုင်ပေါ့နော်အဲ့ဒီမှာ तू ကဘာဖြစ်စေချင်တာလဲဆိုတော့8ပရိတ်ကို8ပရိတ်လို့ပြန်ကြပရိတ်ထက်ဒီ8ပရိတ်ကို8ပရိတ်လို့လုံအောင်ပေါ့နော်လုံအောင်လို့8ပရိတ်လို့ခွေရမယ်အဲ့8ပရိတ်ခွေမဲ့အဲမှာ तू က8ပရိတ်ကိုဘာတွေထိုးရမှာလဲဆိုတော့ तू က80ရယ်1ခွန်ရယ်35ရယ်အဲ့တော့80ရယ်1ခွန်ရယ်35ရယ်ဒါကတော့ထိုးတဲ့ကဏ္ဍအဲ့တော့ဒီ3ခွက်ပဲထိုးရမယ်ဒီ3ခွက်ပဲထိုးရမယ်ဖြစ်နိုင်ရင်တော့8ပရိတ်ကိုလုံအောင်ပေါ့ခွေထားစေခြင်းနဲ့ပေါ့သူကပရိတ်ထပ်ပြန်ကြမယ်ဆိုင်ကိုပရိတ်ထပ်ပြန်ကြမယ်ဆိုင်နောက်တစ်ခါ1ခွန်ဟာ1ခွန်လို့ပြန်ကြမယ်ဆိုင်1ခွန်ခွန်1လို့ပြန်ကြမယ်ဆိုင်အဲ့တော့ तू ကဒါပုံစံတရံတူတဲ့ line ကလေးကို site ကလေးကိုပြပေးတာတူနေတာတွေကအကုန်လုံးသွားတူနေတယ်ဒီ9ကလည်းဒီလို9လို့ဖြစ်ပြီးဒီမှာ9လို့တူတယ်9လို့တူတယ်ဒီ9နဲ့ဒီခွန်နဲ့9ခွန်လို့တူတယ်လို့ဒီမှာလည်း9ခွန်လို့တူတယ်ဒီမှာ35လို့တူတယ်လို့ဒီမှာလည်း35လို့တူတယ်နော်ဒီမှာ4ခွန်လို့တူတယ်လို့ဖြစ်တယ်လို့ဒီမှာလည်း4ခွန်လို့သွားပြီးတော့တူတယ်အဲ့တော့အဲ့လိုပုံစံမျိုးတွေအကုန်လုံးသွားတူနေတယ်ဒီမှာညီအကိုလို့သူကလာကြထားတယ်9 65လို့ညီအကိုကြထားတော့ဒီမှာ9 4လို့ညီအကိုလာကြထားတယ်အဲ့တော့8ပရိတ်ကိုသူက1ခွန်မထွက်ရင်တောင်မှ8ပရိတ်ဟာ8ပရိတ်လို့လာပြီးတော့ကြတတ်တယ်ဆိုတဲ့အကြောင်းဒီ1ခွန်ကိုလည်းပဲထွက်ပြီးသားကဏ္ဍကြီးပါကွာဆိုပြီးတော့များတော့မထားခဲ့လေနဲ့8ပရိတ်ကို8ပရိတ်လို့လာကြဒါကြတော့တွက်နီးဆိုင်လို့မခေါ်ဘူးတရံလိုင်းလို့ခေါ်တာပေါ့သူ့ရဲ့ပုံစံတရံတူတဲ့ line ပေါ့အဲ့လိုမျိုးလေးပေါ့တရံ line အဲ့တော့ तू ကဒီလိုနှစ်မို့လို့ဒီလိုနှစ်လို့ဖြစ်မယ်ဆိုလို့ရှိရင်ခွန်ထိတ်အဲ့တော့ဒီမှာလည်းပဲဒီလိုနှစ်မို့လို့ဒီလိုနှစ်လို့ဖြစ်မယ်ဆိုလို့ရှိရင်ဒီမှာ4ရှိထားတဲ့အတွက်ကြောင့်8ထိတ်ဒီ3လုံးခွန်မို့လို့ဒီ3လုံးခွန်လို့လာဖြစ်တယ်ဒီ3လုံးခွန်လို့ယူမယ်ဆိုလို့ရှိရင်တော့3ညနောက်ပိတ်ဒီ3လုံးခွန်လို့လဲ तू ကလည်းလာဖြစ်ပြန်တာပဲအဲ့တော့ဒီ3ညနောက်ပိတ်ကဒီလိုလဲသွားတူတယ်ဒီမှာကဏ္ဍမတူဘူးဆိုရင်တော့ तू ကခွန်လို့လာဖြစ်မှာမဟုတ်ဘူးအဲ့ဒါဆိုဒီ3ညကိုလည်းယူလို့ရမှာမဟုတ်ဘူးအဲ့တော့ तू ကဒီ3လုံးခွန်ဒီ3လုံးခွန်ဒီ3လုံးခွန်အဲ့တော့ဒီ3လုံးခွန်အဲ့လိုလဲသွားတူတာပေါ့နော်အဲ့လိုလဲရတယ်အဲ့တော့80ဆိုတဲ့ကဏ္ဍတဲထိုးရမယ်ကဏ္ဍပဲဒါမဲ့လုံအောင်တော့အာရမယ်အာပြီးတော့ထိုးရမယ်အဲ့တော့ဒီဥစ္စာကလေးကဒါတရံ line လေးကိုပြပေးတာအဲ့တော့ line ပေါ်မှာလည်းပဲကိုကတော့20 site ကလေးနဲ့မဘာတွေကိုပေးတယ်ပေါ့နော်ပေးတဲ့အခါကျတော့အောင်ပါတယ်လို့ line ပေါ်မှာတင်ပေးခဲ့လို့ရှိရင်ဝင်ပြီးတော့အမလေးဘာဖြစ်တဲ့ညာဖြစ်တဲ့ဝင်ပြောတဲ့လူကရှိသေးတဲ့ပို့တကပို့တိုင်းမှာလိုက်ပြီးတော့တင်တဲ့လူတွေပို့တိုင်းမှာလိုက်ပြီးတော့အာဆောင်ချာဆောင်ဟို Facebook မှာမြင်ကိုကဘာမှတောင်ဘာကဏ္ဍမှတောင်မတင်ဘူးအဲ့ဒါ Facebook တွေမှာ YouTube တွေမှာ Telegram တွေမှာဝင်ပြီးတော့ဘာဖြစ်တဲ့ညာဖြစ်တင်တယ်ပေါ့20 siteတင်ရင်တင်ကိုဘာကိုအဲ့လိုမျိုးသူများလို့တင်ရင်တင်လေးဘာဖြစ်လို့အားတွေလိုက်ဆောင်အောင်ဒုက္ခပဲလို့လူတွေများလဲလေမနာလိုအားတွေကလေဦးတွေသူတို့ဦးတွေလူတကာမြင်အောင်အကုန်လုံးကိုထုတ်ပြီးတော့မန်းနေတယ်မှာဝင်ရေးကြရသိလားဦးတွေကိုလူမြင်အောင်သူတို့ဦးတွေလူမြင်အောင်လူတကာမြင်အောင်ပြကြတယ်သူတို့စိတ်ဓာတ်တွေကိုလူတကာမြင်အောင်လို့ပြကြတယ်အဲ့လိုလူတွေကလည်းတမျိုးပဲဒါမဲ့ဂယုမဆိုင်ပါဘူးဂယုမဆိုင်ပါဘူးဂယုဆိုင်ရမှာဘသူတွေကိုဂယုဆိုင်ရမှာလဲဆိုကိုယ့်ရဲ့ပိဋကတ်ကိုပဲကိုဂယုဆိုင်ရမှာကိုအားပေးနေတဲ့ပိဋကတ်တွေကိုဂယုဆိုင်ရမယ်ကိုယ့်ရဲ့မန်ပါတွေကိုဂယုဆိုင်ရမယ်ကိုကိုအမြဲတမ်းအားပေးနေတဲ့လူတွေကိုကိုကဂယုတစိုက်ကလေးနဲ့အဲ့လိုလေးတွေပေါ့နော်အခုလိုမျိုးလေးပေါ့ဒါလက်ဆောင်ကဏ္ဍလေးတတန်လိုင်းလေးပုံစံလေးဆိုတာကိုပြပေးတာဒါကိုယ့်ရဲ့ပိဋကတ်တွေကိုပဲကိုကဂယုဆိုင်ပြီးတော့လုပ်ပေးရမှာအဲ့ဒီလိုလူမျိုးတွေအယောက်100ထိအောင်လာတက်လာဂ
ဂယူးမဆိုင်ဘူးသိလားဂယူးမဆိုင်ဘူးလာပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဒီလာမပြောနဲ့ပြောချင်လဲပြောပေါ့လေဘာဖြစ်တော့သူတို့ဟာလားသူတို့မဆက်လို့သူများရဲ့ဒီတွက်နီးသမားတွေဟိုကလင်ဒါသမားတွေအားလုံးရဲ့အောက်မှာအိုက်စရာတွေအားလုံးရဲ့အောက်ထဲမှာလိုက်ပြီးတော့ရေးတဲ့လူတွေလေအရန်ကိုအောက်တန်းကြရသိလားသူတို့ရဲ့စိတ်ဓာတ်တွေကိုလူသိအောင်လို့လိုက်ပြကြတယ်ဆက်လည်းမဆက်ကြဘူးဒါပေမဲ့တော့သူတို့ကတော့ဘယ်ဆရာတွေမှဂယူးမဆိုင်ပါဘူးဂယူးဒီဇိုင်းနဲ့သူတို့ကိုပြန်ပြောနေမှမပါဘူးသူကသူကြိုက်တယ်လို့ပြောနေပြီစီဒါဒီဥစ္စာပြောပြတာသူတို့ရဲ့စိတ်ဓာတ်တွေကိုအောက်တန်းကြတဲ့စိတ်ဓာတ်တွေကိုပြောပြတာအဲ့တော့ကဲဒီမနေ့ခင်းမှာဒီတစ်ခုံဆိုတဲ့ကဏ္ဍကိုလည်းမထားခဲ့ပါနဲ့နော်ပြန်ကြားရှိတယ်ဒီတိုင်းဆိုလို့ရှိရင်သူကပြန်ကြားကဏ္ဍဟာဒီတစ်ခုံလို့ထွက်ထားလို့လည်းပြန်ကြားကဏ္ဍကကြားတတ်တယ်ပွဲတွင်းပြန်ကြားတွေကြားတတ်တယ်တစ်ခုံလို့၄တစ်တို့ထွက်ထားတဲ့အတွက်ကြောင့်ပွဲတွင်းပြန်ကြားတစ်ခုံကတစ်ခုံလို့ကြားတတ်တယ်ကလင်ဒါတွေမှာသူ့ရဲ့မူတွေမှာလိုက်ကြည့်လိုက်စီအဲ့လိုမျိုးတွေကြားတတ်တယ်ဒါလေးတွေဟိုထားခဲ့မှာဆိုလို့ပေါ့လေကြံတဲ့ကဏ္ဍ3ခွက်26ရဲ့4ရဲ့9ရဲ့ရန်ထိုးအဲ့ဒါလေးတွေကရန်ထိုးသူကဖြစ်နိုင်ဆုံးကတော့ရှစ်ပရိတ်ကိုပြန်ပြီးတော့လုံးအောင်ကာထားစေခြင်းတဲ့သဘောပေါ့နော်ဒါကတော့ဟိုကြတာမကြတာတော့အာမတော့မခံဘူးဒီလိုသဏ္ဍာန်လိုင်းလေးကိုပြပေးတာဒီလိုပုံစံသဏ္ဍာန်တူတယ်ဆိုတဲ့ line လေးကိုပုံစံလေးကိုပြပေးတာကြတာမကြတာဆိုတာတော့အာမတော့မခံဘူးနော်ဒီလိုလေးဖြစ်တတ်တယ်ဆိုတော့ဖြစ်နေတယ်ဆိုတဲ့အကြောင်းလေးကိုမြင်လို့ဒါပြပေးတာအကုန်သွားတူနေတာငါးတွေငါးခွန်တွေ3ငါးတွေအဲ့လိုမျိုးတွေအကုန်လုံးသွားတူနေတာဒီမှာငါးလေးကလည်းငါးလေးလို့ဒီမှာငါးလေးကလည်းငါးလေးလို့တူတယ်ဟုတ်တယ်မလားအကုန်လုံးသွားတူနေတာဒီသူ့ရဲ့တစ်ခွန်ရဲ့အထက်မှာရှင်းငါးလို့တူနေတယ်တူပြီးတော့မှသူကတစ်ခွန်ငါးခွန်ရဲ့အထက်မှာရှင်းငါးလို့တူပြီးငါးခွန်ကနေခွန်ငါးလို့လာကြထားတာအဲ့တော့သူ့ရဲ့အထက်မှာရှင်းငါးလို့တူလို့ဒီတစ်ခွန်ကလည်းတစ်ခွန်လို့ပြန်မကြဘူးလို့ပြောလို့မရဘူးကဲအားလုံးလည်းအောင်မြင်အောင်လို့ပေါက်စေခြင်းလို့ဒီဥစ္စာတင်ပေးလိုက်တာအတွက်နီးဆိုင်လေးတရံလိုင်းလေးကိုတွေးလို့မဘာတွေကိုတော့ဟို line ပေါ်မှာအတွက်နီးဆိုင်လေးအဲ့လိုလေးတွေဆွဲပို့ထားသူတို့တော့နားလဲမှာမဟုတ်ဘူးဒီလိုလေးတွေဖြစ်နေရဲဆိုတာခဲလေးနဲ့လိုက်ရှိပြီးတော့ဒါမြင်းလေးတွေရှိပြီးတော့ဒါပြထားတာဆိုတော့ဘာတွေတော့မသိဘူးရှုပ်ချက်တွေခတ်နာပဲနဲ့ပြောမှာပဲအဲ့တော့အဲ့လိုတွေဖြစ်မှာဆိုလို့အခုစားတက်ပြီးတော့ရှင်းပြပေးတာပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ရှင်